စာစုံပေါ့နော်ရှင်းတယ်အဲ့ဒါလေးပါကီးရတော့သူက A နော် A မှာသူက A suspended 2ပေါ့နော်ဒီဟာလေးဒီနှစ်ချောင်းပဲကြိုင်မယ်နော်ကျွန်တော်တို့4ကျိုး9ခွက်ရယ်3ကျိုး6ခွက်ရယ်နော်အဲ့နှစ်ခုကြိုင်မယ်ပထမကောက်နေတယ်နော်အဲ့ဒါကြိုင်မယ်အဲ့တော့ plugin style ကတော့ base ရယ် 2 3 1 sorry နော် base 2 3 1 2 3 1 အဲ့ဒီပါပဲအဲ့ဒီတစ်ပုဒ်လုံးလေးပါပဲနော်ကဲပထမစမယ်ဆိုရင်ဒုတိယခေါ်ကြတော့ဒီ base ကိုပဲချိန်ပါမယ်နော်အဲ့4ကျိုး6ခွက်3ကျိုး6ခွက်နော်ပြီးလို့ရှိရင် base ကိုပဲဒီဘက်ကိုထပ်ရွှေ့ပါမယ်နော်ဒီဟာတော့မပြောင်းအောင်နော်ဒီဟာတော့ဒီတိုင်းနဲ့ကြိုင်တာပဲအဲ့တော့ base ကဒီ4ကျိုး5ခွက်ရောက်ပါမယ်ဘာနော်3ကျိုး6ခွက်က3ကျိုး6ခွက်ပဲနော်ပြီးလို့ရှိရင်ဒီမှာ D ပေါ့နော် D ကဒီလက်ကလေးကိုမကြိုင်ဘူးလွတ်ထားမယ်နော်ကြိုင်တယ် D ရဲ့ base က4ကျိုးနော်ပြီးဒီလက်ကလေးကိုဒီဟိုမှာလာထောက်4ကျိုး3ခွက်မှာလာထောက်မယ်နော်ပြီးလို့ရှိရင် A ရဲ့ဒိုနှုတ်လေးပေါ့နော်ဒီ3ကျိုး2ခွက်မှာရှိတယ်နော်ဒါလေးပြီး A ရဲ့ base က5ကျိုးနော်ပြီးလို့ရှိရင်1ကျိုးရဲ့1ခွက်ရဲ့3ကျိုးရဲ့2ခွက်ရယ်နော် base ကလည်း4ကျိုးမှာ base က4ကျိုးမှာပြီးလို့ရှိရင် E7 ဆို E လေးကြိုင်ပြီးတော့ဒီ2ခွက်2ကျိုးမှာတော့3ခွက်2ကျိုးမှာထောက်ထားလိုက်မယ်နော်အဲ E7 နေပဲနော် intro ရော verse ကိုအဲ့ဒါလည်းသွားမယ်နော်ကျွန်တော်တို့ ဆိုဒီမှာ G flat minor နော် G flat minor ကိုဒီနှစ်ခွက်ဒီ3ကျိုးလောက်ကတော့1 2 3 3ကျိုးပြီးရင်4ခွက်မှာကျတော့4ကျိုးကြိုင်တာနော် base က4ကျိုးနော်4ကျိုးမှာကြိုင်တာပြီးတော့ဒီ base ကိုပဲချိန်ပါမယ်နော်4ကျိုးရဲ့3ခွက်ဖြစ်သွားမယ်နော် base ကဒီဘက်ထပ်ပြီးချိန်တဲ့အခါမှာနှစ်ခွက်ကိုဒီနှစ်3 4ကျိုးလုံးကြိုင်လိုက်မယ်နော်ပြီးလို့ရှိရင်နှစ်ခွက်3ကျိုးရဲ့1ကျိုးရဲ့ base ကသူ့ရဲ့ base က4ကျိုးနော်4ကျိုးမှာနော်ပြီးလို့ရှိရင် case D flat minor အဲ့ဒါကိုကျွန်တော်ဒီ base ကျိုးဒီ5ကျိုး4ခွက်ကဟာလေးပဲကျွန်တော်ကြိုင်မယ်နော်G flat ဆိုတော့ဒီ2ခွက်အကုန်လုံးကြိုင်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီ3ခွက်ကကြတော့3ကျိုးပဲထောက်ထားလိုက်မယ်နော်ဒီကောင်လေးကကြတော့ဒီဆိုတော့ B minor လေးနော်အဲ့ဒါကျွန်တော်2ခွက်4ကျိုး2ခွက်5ကျိုး3ကျိုး1ကျိုးပြီးလို့ရှိရင်3ခွက်ရဲ့2ကျိုးနော်အဲ့ဒါလေးရှိနေဆိုရင် E7 ပဲနော်အဲ့ဒါလေးပြန်ကြိုင်ပါမယ်အဲ့ဒါလေးပါပဲရှင်းနေစအတန်းလေးပဲပေါ့နော် first chorus နော်ဒီ plugin style လေးနဲ့တော့ပါမယ်ဒါလေးပါပဲနော်ကျေးဇူးပါ